What's up guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ vlog ဒီမှာ channel လေးပြန်အကျိုးလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ bro တော်တော်များ Razer Hub ကိုတော်တော်လေးတောင်းဆိုကြရတဲ့အတွက်ကျွန်တော်ဒီနေ့မှာတော့ကြွကြပြီးတော့မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရင်ဆုံးလိုရတာ Chrome ဒါမှမဟုတ် Google ပါကျွန်တော်ကတော့ Chrome သုံးလိုက်ပဲဘာဖြစ်လဲဆိုတော့ Chrome ကပို့ပြီးတော့လွယ်ကူလို့ပြီးလို့ရှိရင် search bar ကိုနှိပ်အဲ့ search bar မှာ Razer Hub Square လို့ရိုက်ထည့်လိုက်ပါပြီးတော့အပေါ်ဆုံးက website ကိုနှိပ်လိုက်ပါအခုဆိုရင်တော့ bro က Razer Hub ရဲ့ official website တွေကိုရောက်နေဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်ကိုဆွဲချအဲ့ဒီအချိန်မှာ bro က Razer Hub BT version ကိုတွေ့လို့ရှိရင်ရပ်လိုက်ပါ bro script ကို copy ကိုအတွက်ဘေးနားပေါ်နေတဲ့ copy to clipboard ကိုနှိပ်လိုက်ပါအဲ့ဆိုရင်တော့ bro script ကိုရာဝါဖြစ်ပြီး hub ကိုဝယ်ချင်ပါတော့ bro က game ထဲကိုရောက်ပြီဆိုရင် data logo နှိပ်ပြီးလို့ရှိရင်အဲ့ဒီမှာပေါ်နေတဲ့ခလုတ်တွေကမှာဒုတိယခလုတ်ကိုနှိပ်လိုက်ပါပြီးတော့ပေါ်လာတဲ့အကွက်အကြီးကိုထပ်နှိပ်ပါအဲ့ဒါပြီးရင် bro copy ထားတဲ့ script ကိုအဲ့ညမှာထည့်လိုက်ပါ SQ ကိုထပ်နှိပ်အဲ့ဒါဆိုရင်တော့ bro က Razer Hub ကို3နိုင်ဖြစ်ပါတယ်ဒါက Razer Hub အစ်စ်တော့မဟုတ်ပါဘူးဒါက remake version ပါဆိုတော့နောက်ထပ် update တွေကထပ်လာမှဖြစ်ပြီးတော့စောင့်အောင်မှဖြစ်ပါတယ်အဲ့တော့အားလုံးပဲ video လေးကိုအဆုံးထိရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ရှိပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye